6နှစ်လောက်ရှိပြီပေါ့နော်ဒီနေ့ကတော့အပီကဲမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒဝိုးစီးဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီဘိုးတွေပါရှိရနေရပါတော့ဒီဒဝိုးကျောင်းရှိဖြစ်ပါတယ်ကျွန်တော်ဒီရွာကလူတွေရောက်လာပြီပေါ့နော်ကျွန်တော်တို့နန်းဖတ်မှုရွာညီလုံးတက်ပြီးတော့ကဲမှာဖြစ်ပါတယ်သမင်းတွေကတော့ဒီဟိုမှာကျွေးတယ်ဗျာဒါပေမဲ့တချို့တွေကျတော့လေဒီအိမ်မှာဝင်စားလို့ရတယ်လို့ပြောတယ်ဗျာဒီကြိုက်တဲ့အိမ်ဝင်စားလို့ရတယ်ပေါ့နော်ကိုယ့်အတိတွေပါရှိတယ်ဆိုလို့ရှိရင်တို့ကသမင်းတွေပါပို့ချက်ထားပေးလို့ပြောတယ်ဘယ်လိုလာမလဲဆိုတော့ကျွန်တော်မသိသေးဘူးခဏဒီပွဲရဆိုလို့ရှိရင်ကျွန်တော်တို့မကျင်းပဖြစ်တာတော်လေးကြာခဲ့ပြီဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံရေးရှင်တွေစစ်ပွဲရှင်တွေကြောင့်9နှစ်6နှစ်လောက်ကကျွန်တော်တို့ဒီပွဲမလုပ်ရဘူးပေါ့နော်အခုကတော့ကျွန်တော်ဒီပွဲစပြီးတော့ပြန်ကျင်းပနေပေါ့နော်ဒီပွဲရွေးချက်ကတော့ကျွန်တော်ဒီမိုးတွေပါကြီးကောင်းအောင်ပေါ့နော်ကျွန်တော်တစ်နေ့တစ်ခါမိုးတွေခေါ်တယ်ဆိုတော့ပွဲလို့ပြောလို့ရပါတယ်ဗျာဒါကတော့မီလုံးပွဲရဲ့ထုံးစံအတိုင်းကိုခူးကိုစားပေါ့နော်ဒီကိုခူးကိုစားမယ်ပြီးလို့ရှိရင်ပကံကိုကိုယ့်အကူပြန်စီးမယ်ပေါ့နော်အဲပုံစံမျိုးနဲ့တီခင်းကျွေးမွေးထားတာဖြစ်ပါတယ်ပြီးတော့သူတို့ရဲ့ဒီကျောင်းကအိမ်တွေမှာပေါ့နော်ဒီမှာသူတို့မှာဒီနောင်ဝိုးရေကရာရေတမထရေပေါ့နော်ချောင်းရှားပေါ့နော်အဲ့လေးရွာရှိတယ်အဲ့လေးရွာထဲကကြိုက်တဲ့အိမ်ပဲအိမ်မဆိုသမင်းဝင်စားလို့ရတယ်ပေါ့နော်သူတို့ကပွဲရဲ့အတွင်းဆိုရင်သူတို့သမင်းအဲ့တဲ့အတွက်သမင်းအမြဲတမ်းပူချက်ထားပေးတယ်လို့တော့ကြားရတယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ကြဒါကတော့ကျွန်တော်တို့ကဒီဖုံချောင်းကဒီကျွေးတဲ့နေရာမှာကျွန်တော်သွားစားခဲ့တာဖြစ်ပါတယ်သမင်းတွေပါစားပြီးတော့ကျွန်တော်စားပြီးတော့တက်ခဲ့တာပေါ့နော်ပြီးတော့ဒီရှေ့မှာတော့ကျွန်တော်ကတာတွေကျွန်တော်ကဲတာတွေပေါ့နော်ဒီမီလုံးစင်ပြအောင်လိုက်ပို့တာပေါ့နော်အဲဒီမရောက်ခင်တော့ကျွန်တော်တို့အများကြီးဘယ်လိုပြောမလဲသူတို့ပြောတယ်တို့ခေါ်တာမှဘိုးလို့ဆိုလို့ရှိရင်ကဲတာပေါ့နော်ဗီဒီယိုကတော့နည်းနည်းရှည်သွားလိမ့်မယ်ဗျာဒါပေမဲ့ကျွန်တော်တခြင်းတွေလည်းလုံးဝမထည့်ပါဘူးဗျာပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီပြင်မှာကြားရတဲ့အတိုင်းအကုန်လုံးကြည့်လို့ရအောင်ကျွန်တော်ဒီအတိုင်းပဲရိုက်မှာဖြစ်ပါတယ်ဗီဒီယိုကတော့နည်းနည်းရှည်သွားလိမ့်မယ်ဗျာပြီးတော့လို့ရှိရင်တော့နောက်ဆုံးအပိုင်းမှာကျွန်တော်ဒီလုံးချိုးတဲ့အပိုင်းမှာလေကျွန်တော်အရှိထည့်ထားပြီးပေါ့နော်
nào toàn thì son gì rap san nó ủ chồng ta cá lăng bu nhi ya tôm yếu ya không là nào thoa đá đồng cà ra nên nào sửa đồng cà ra lúc phải ông bali sa chư qua cái rồi sa chư nam mô quy sa to ta ca lúc phải sa để đồng để học bó chứ nào cổ là đợt quy chi lúc phải để phía này có ông bali mát nào dân chưa đón có bà tí lúc phải ông phải sa chư số nào số có đây là sao có nào khu nước có đây là khó à nước tưới đây là khó à là cả lúc phải ông bà lì sa chỉ quý ho sa thu rồi na khi mà băng qua này sa na khi mà cô nia phát động cha cả là na wang quân cô ban nàng mưa nam quân cô ban nàng lũ sa phát bằng nàng bản hàm cha sa lia đủ hàn sinh yêu qua buổi khăn nam thùng ngon sang hốt liêng ôn sang liêng tập quân hốt tập trống hốt đi con hồn nào thang để lần tiêu hàng quay tàn cô thoa cô tên ao bơ kiêu thoa mũ bơ thoa cô bơ kiêu mũ đéo kiêu mua qua lo tổng thể cứ cô dòng chiếu tổng thị cá mà sang đông đang tới mũi trà biển lưới là mũ xin khám cá lưới là nó cô bà nó cô rồi để làm lá lưới nằm ba đoán này lưới nằm quay ở sông yang lu dương ốp rộp bà là chân đơn bò này đúng ý giá mà xem đủ khăm thế cái cửa lo gà trứng để trả ca này mót đồm răng dùng mang à khắp in thảm nhất định ba mấy mấy là bà các hoa này bà là răng cười nó nam bà mù lúc quay ốp quay ông bà lê ra chờ quê si ô sa du man maya wala bakan wang pangabrang ke no kuswang sa de pa puisia o sa du
ဘောမှုဘာသာစောစီ เอาคนละสุดเลยเก็บปลาเขาไปยุ่งมาล้างแต่ သူညီဖို့ဆိုအာမေးရမမတော့ဒီလိုစီနေတာတော့ဘယ်လိုလဲ ยังเป็นปลา ဒီစကားပြန်ကြတာဟောဒီဝေစီယုံညာတော့အမ်တောင်းဒီဆိုဒီဝေတော့ဦးစီလာပြောတော့ဒီဝေစီတဲ့တော့ပေါ်တော့အားဖြင့်ဒီစံသမာဓိ表妹了吧？ တို့ဒီမီလုံးချိုးမဲ့မီလုံးစင်နာရောက်ပါပြီဒါတော့ကျွန်တော်တို့နတ်ဖမှုရွာဟိုဟာတွေပဲဖြစ်ပါတယ်ရပါတော်တာပါကျွန်တော်ရွာမီလုံးဖြစ်ပါတယ် 有孬，路牌那不木，养的养到别个谁孬，多จำโน่เอ้ย အေးစင်ပေါ်မှာတင်ထားတဲ့လုံးကကျွန်တော်ကရာရွာမီလုံးပဲဖြစ်ပါတယ်သူတို့ချုပ်နေတဲ့အချိန်တော့တွင်းမှာပဲကျွန်တော်မိုးတွေကစပြီးတော့အုပ်လာပါပြီကျွန်တော်တို့အလဲရောက်လို့ရှိရင်တော့မိုးတွေကရှင်နေတိတ်မကောင်းတော့ဘူးเนาะဒါမဲ့လည်းကျွန်တော်မိုးခေါ်ရဲဆိုတော့လေဒါတော့ဝမ်းသာစရာပဲပေါ့နော်မိုးကချက်ချင်းရွာကျလာလို့ဆိုတော့ဒါဘယ်လိုလေးကိုကောင်းတယ်ပေါ့နော်ဒါမီလုံးပွဲရဲ့ signature တစ်ခုပဲလို့ပြောလို့ရပါတယ်ဗျကျွန်တော်အရှိရမီလုံးတက်ပြီးတော့ရတယ်အနောက်ကမီလုံးကဒီတိုင်းချက်ချင်းတစ်ခါလေးထမ်းသွားရပါတော့စင်စီကိုတစ်ခါလေးထမ်းသွားရပါတယ်အချိန်မြန်အောင်လို့ပါပြီးတော့လို့ရှိရင်မိုးကလည်းဒီဖြည်းနဲ့ရွာနေပြီဆိုတော့ကျွန်တော်မြန်လုံးမှာပဲဖြစ်ပါမယ်ဗျကဲကိုကြီးတို့လည်းကျွန်တော်မိုးတွေဆယ်ကြီးနေပါတယ်ခင်ဗျာအခုမိုးကတော့ရွာနေပါပြီကျွန်တော်တို့ရဲ့အလဲပါကျွန်တော်တို့လည်းရောက်တဲ့ခါကျမိုးကဆယ်ကြီးနေပါတယ်ခင်ဗျာကျွန်တော်လုံးမလဲတော့မသိဘူးတစ်ချက်တော့ဆောက်ကြည့်ရမယ်ဒါကတော့နမမှုရွာတားဖြစ်ပါမယ် ဟုတ်ပါမြေပေါ်နေဟဲ့မောင်စားပဲ ဒါကတော့ကြီးဖြစ်ပါတယ် သူတို့ကနေ ဒါတော့ကျွန်တော်တို့ရဲ့ရွာအလဲဖြစ်ပါတယ်မိုးတော့အရင်ကြီးနေပါတယ်ခင်ဗျာမိုးကြီးလဲကျွန်တော်တို့ကြောက်ပါဦး
နည်းတော့ကန်ဆိုးတဲ့အချိန်ကျွန်တော်တို့ခုမိုးအချိန်လေးနည်းနည်းလေးပြန်ကောင်းလာတော့ကျွန်တော်တို့ပြန်စပြီးတော့ရှို့မှာဖြစ်ပါတယ်ဒီစင်ပေါ်မှာတင်ထားတဲ့လုံးမှာပဲကျွန်တော်တို့မချို့ရသေးဘူးเนาะခုနကပတ်ပြန်ပြီးတော့လုပ်မှာဖြစ်ပါတယ်ဟောတော့ဒီကိုလုံးစုံနေပါပြီခင်ဗျာဟုတ်ပြီပြီးဝဲရောတော့တော့ခုံဒီမှာဖြစ်ပါတယ်ဘယ်ပဲကင်မရာတော့ဘယ်ပဲနော်ရ မမကပွေတရလူရိုင်း လုံး